ကျွန်တော်တို့တင်ပြထားတဲ့အစိုးရတရက်မဟုတ်တဲ့အတွက်ကြောင့်မို့လို့သူတို့တွေထုတ်ပြန်တဲ့အမိန့်တွေသင်ကြားချက်တွေဒါတွေကျွန်တော်အနေနဲ့လိုက်နာပြန်ပါကြောင်းမှမရှိဘူး စိတ်ခိုင်းနေနော်ကြောက်ရွံ့ပြီးတော့လည်းပြောမဟုတ်ဘူးနော် ဘာသာပြန်လာတာ လူလုံးမှတ်ချက်လုံးစရာတစ်စမ်းမှမရှိတာအားလုံးသိတွေပဲကွာမင်းကြည့်နေရဲ့လားပြည်သူကိုတတ်ဖြတ်နေစဉ် yes တင်းကြီးတွေတဲမှာမင်းအသိနဲ့မြဲကအထင်းကြီးတွေပဲကွာမတို့မှရှုံးစရာဘာမှမရှိပါအားလုံးရှင်းပြီးပြီပဲကွာဒီလိုကောင်တွေလောက်တဲ့ရွှေကောက်ပွဲရှုံလို့လားမင်းအတွက်မေးချင်ရဲ့မင်းတို့ရဲ့တွင်းနေနဲ့ဖြည့်ချီအောင်မှန်မကုန်ရွေးချင်လဲပြည်သူတွေနာကကိုစေးတင်ပွဲတေးချမဲ့ဘာကြောင့်မှတွေးမထင်နဲ့ထောင်ချောက်ကိုထွက်ပေါက်လို့တွေးရင်လဲတော်လည်းရေးဘာကြောင့်ဝင်မေးချင်နဲ့ဟာပေးချင်တဲ့စင်းစားကိုကြားစဉ်းစားဖို့တရားရှင်းကြလို့ထားပြည်သူရဲ့ခွန်အားကပြင်းစားဖို့အားတွင်းကဖြုတ်ချအာဏာယူပလင်ကိုချုပ်နင်းချလို့သွားခင်းကြတော့လားဘုံကိုရှင်းဂျိုကိုနဲ့တွင်းအားကိုပြငါတို့ရဲ့နာကကိုပင်းပွားလို့များမင်းမမြင်တင်းထားဖို့အားတရားမျှတမှုကိုမတွေးနဲ့လွတ်လပ်မှုကဝေးစေချပြင်းကိုပွဲရွေးသေးစုံတော့ကိုရွေးပွဲပြည်သူတွေကိုတွေးခွဲမင်းတို့ရဲ့မဲနဲ့လူတကိုပေးနဲ့လူတို့ခေါင်းဆောင်ကိုထောင်ထဲမှာထားမိုင်းချောင်းလို့လှုပ်တဲ့ကွက်ဟောင်းနေကြဗတ်ပြောင်းလို့သွားတစ်စားပေါ်မြတ်ခွက်ကရက်ကောင်းနဲ့လောင်းမလားအိုးကိုဂျိုးရုံလို့ပြည်သူကိုပေါ်ထားပြီးရှိုးတုံဆိုးရုံမိုင်းမဲတဲ့ရွေးကောက်ပဲ no vote အာနာဂျစ်စနစ်တို့ကိုမျိုးဖြုတ်မင်းတို့ရဲ့ no vote လုံးဝကိုကြုံမျိုးလူတက်တဲ့ကဲတင်မဲ့ no vote 420ရွေးကောက်ပဲ no vote fucking shit ရွေးကောက်ပဲ no vote 我